ကျမ်းမာတော်မူပါစားခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအဒမန်ပါအဒမန်လှုပ်ထွက်လိုက်ပြီးမို့နောက်ပိုင်းသတင်းတွေဆက်မပြတ်တင်ဆက်နိုင်အောင်စူးစမ်းပေးပါမယ်လို့ကတိပေးပါရခင်ဗျာအခုတို့လူမှုကွန်ရက်စာမျက်နှာတွေထံမှာရေပန်းစားဆုံးတဲ့အပြောများဆုံးသတင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ကိုရီးယားရောက်ဆယ်လီဆီယာမချမ်းမြမြတော်ရဲ့သတင်းပါပဲအစကတော်လဲဘတ်တော်သားလို့လူသိများခဲ့ပေမဲ့အခုကတပ်မတော်နေကိုတက်ရောက်ဘောမခဲ့တာကြောင့် social punishment လူမှုရေးပြစ်ဒဏ်ခတ်ဖို့ပြည်သူတွေရဲ့တုံ့ပြန်ချက်တွေဖြည့်ရှင်းချက်တွေမပေးပဲငြိမ်နေရကနေမတ်ပန်ဆယ်လိုရဲ့ကြားဖြန့်ဖြန့်တော်ဆိုတဲ့ခနဲ့တဲ့တုံ့ပြန်ချက်တွေရေးသားပြီးနောက်မှာတော့စာမျက်နှာ14မျက်နှာနဲ့တူတော်လန်ပြည်သူတွေကိုစော်ကားကသူမဘာကြောင့်ဘောတော်မရလဲဆိုတဲ့အကြောင်းနဲ့တူမတ်ပန်ဆယ်လိုဆိုတဲ့တော်လန်ရေးရန်မုံငွေအများဆုံးရှာပေးခဲ့သူတယောက်ပြိုလဲသွားဖို့ကိုမဲဆောက်ခွေးညိုတို့ဒုစာမင်းမောင်တို့လိုတပ်ပါတီအောက်တန်းစားတတိုက်ရဲ့တုံးပြီးသားအောင်လုံးကွက်တွေတုံးပြီးတိုက်ခိုက်နေတာကြောင့်ချော်မြမြတန်းတယောက်စစ်ကောင်စီနဲ့ပေါင်းပြီးနောက်ွယ်မှာဘလို့ငွေကြေးလိမ်လည်မှုတွေရှိနေရလဲဆိုတာကိုမတ်ပန်ဆယ်လိုစုံစမ်းဖော်ထုတ်လာတဲ့သတင်းကြောင်းအလေးတွေကိုပြောပြပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်တောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာစစ်ကောင်စီကပြုလုပ်တဲ့တပ်မတော်နေညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ချမ်းမြမြတော်ကိုလူမှုရေးပြစ်ဒဏ် social punishment ပြုလုပ်ဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းခဲ့ပြီးတဲ့နောက်ဒီပြဿနာစတင်လာခဲ့တာပဲဖြစ်ပါတယ်ချမ်းမြမြတော်ဟာတော်လိုင်းအစောပိုင်းကာလကကိုရီးယားမီဒီယာတွေကနေသင်မြန်မာရေးအတွက်အတန်ထုတ်ဖော် speak out ပေးခဲ့ပြီးတော်လန်ခဲ့တဲ့တက်ကြွလှုပ်ရှားသူတို့အဖြစ်လူသိများခဲ့ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာတက်ကြွလှုပ်ရှားသူတွေနဲ့လူမှုအသင်းဖွဲ့တွေကြားမှာချမ်းမြမြတော်ကနာမည်ရှိသူတူပါ။မက်ဆာ29ရက်ကပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့ညစာစားပွဲမှာချမ်းမြမြတော်ကစစ်ကောင်စီလောက်ကန်ဖွဲ့ဝင်နေတဲ့အတူတူဂုံပြုအားပေးခဲ့တဲ့အတွက်အခုလို social punishment ပြုလုပ်ဖို့တော်လန်အင်အားစုတွေကတိုက်တွန်းခဲ့ပြီးနောက်ပိုင်းမှာA4 နဲ့14မျက်နှာစာရှည်ကြီးကို screenshot ရိုက်ကတင်ပြလာခဲ့တာပဲဖြစ်ပါတယ်။သူမပို့ဆောင်မှလည်းမျက်စိပိတ်နားပိတ်ပြီးမယိုင်းလိုသူများကမယိုင်းကြမှာဖြစ်ပြီးအကျိုးကြောင့်စီလော်စွာသွေးခေါ်သုံးသက်သူများကသွေးခေါ်သုံးသက်ကြမှာဖြစ်တယ်လို့လည်းသူမတောင်ကိုရီးယားတော်လှန်ရေးတိုင်းလောကကထွက်ခွာခဲ့ရခြင်းအကြောင်းကိုရေးသားထားတာပဲဖြစ်ပါတယ်။၎င်းစာထဲမှာလည်းသူမဟာဆီယနာရှင်စနစ်ကိုမလိုလားသလိုစစ်တပ်ကတိုင်းပြည်ကိုအုပ်ချုပ်တာကိုလည်းလက်မခံကြောင်းဒါပေမဲ့လက်ရှိသွားနေတဲ့ဒီမိုကရေစီလမ်းကြောင်းကလည်းလမ်းမရောက်နေပြီးတကယ်ဒီမိုကရေစီအစစ်မှန်မဟုတ်ဘူးလို့သူမကယူဆပါတယ်တဲ့မိသည့်ပါတီမိသည့်ပုဂ္ဂိုလ်ကမှအကန့်ယုံမယုံကြည်ပဲတိုင်းပြည်တော့တကယ်အလုံးလုံးမဲ့စနစ်ကိုသာလိုလားကြောင်းကိုလည်းရေးသားထားပါတယ်အစိုးရတဲ့ NUG ပါဝင်အနေနဲ့လဲ9နှစ်တာကာလအတွင်းမှာပြည်သူ့အတွက်ဘာရီထိထိရောက်လှုပ်ပေးနိုင်ခဲ့တယ်လဲဆိုတာကိုမေးခွန်းထုတ်ထားသလိုပြည်ပမှာအခြေဆိုင်ပြီးငါတို့နိုင်မှာဆိုတဲ့စကားလုံးတွေနဲ့လူထုကိုမျှော်လင့်ချက်အမှားပေးနေတာထက်တကယ်လက်တွေ့ကြတဲ့တိုးတက်မှုဘာတွေရှိပြီလဲဆိုတာမေးမြန်းထားတာပဲဖြစ်ပါတယ်။သူမအနေနဲ့ဘဲပါတီဘဲဖွဲ့စည်းရဲ့လောက်ခံမှမဟုတ်ပဲလွတ်လပ်စွာရပ်တည်သူဖြစ်ကြောင်းထပ်လောင်းအတည်ပြုထားပြီးဒါပေမဲ့တိုင်းပြည်တော်တကယ်အကျိုးရှိမဲ့လုပ်ငန်းစဉ်တွေဥပမာပညာရေးကျန်းမာရေးကိုလှုံ့ဆော်မဲ့ဘဲအစိုးရ NUG ဖြစ်စေအခြားအစိုးရဖြစ်စေဘယ်သူနဲ့မဆိုပူးပေါင်းမှုအသင့်ရှိရလို့ဆိုထားပါတယ်။တပ်ပါတီတို့မြည်တက်ပြီးတိုက်ခိုက်နေကြတာတွေကိုဂရုမစိုက်ပဲတိုင်းပြည်တော်တကယ်လုံးမဲ့သူကိုသာထောက်ခံမယ်လို့ရေးသားထားတာပါ။မျက်စိမိတ်ပြီးလွဲမနေတဲ့ဒီမိုကရေစီဘောလဲမမနေပါနဲ့လို့ရေးသားထားပြီးသူမကစစ်တပ်ကတတ်တာလည်းမလိုလားသလိုအစိုးရတစ်ကတတ်တာလည်းအားမပေးပါလို့ဆိုထားကပြည်သူတွေအနေနဲ့ဘသူကိုမဆိုမျက်စိမိတ်မယုံကြည်ကြဖို့နဲ့တာဝန်မကျေတဲ့အဖွဲ့အစည်းတွေကိုဝေဖန်ထောက်ပြရဲဖို့တိုက်တွန်းထားပြီးသူမဟာသူမရဲ့ကိုယ်ပိုင်ဝင်ငွေကိုယ်ပိုင်လောအားနဲ့သာတိုင်းပြည်တွေတတ်နိုင်တဲ့ဘက်ကဆက်လက်လှုပ်ဆောင်သွားမယ်လို့ကတိပြုရင်ညီကုန်းချုပ်ထားတာကြောင့်ပြည်သူတွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးကတော်လှန်ရေးပေါ်တန်တရားဖြစ်အောင်လုပ်တာဖြစ်လို့မတ်ပန်ဆယ်လိုကခံယူချက်ယုံကြည်ချက်လို့မြင့်မြင့်မမာကြီးတဲ့အသာထောင်းလူဆိုတာလေအ ਨੇ ဆုံးတော့ကိုရှက်တဲ့ရကြောင်းကိုပြောခဲ့တဲ့နှုတ်ထွက်စကားကိုရက်တည်ခဲ့တဲ့ရက်တည်မှုတော်လှန်ရေးကိုခြေတီးပြီးကိုရခဲ့တဲ့လက်ခုပ်တန်းကိုရယူခဲ့တဲ့ချစ်ချင်းမြတ်တာအ ਨੇ ဆုံးအဲ့လိုຢာတွေကိုရှက်တတ်တာမျိုးတော့အောက်ထိလိုတာပေါ့လေပင်ပေါ်ဓာမိုးထားရင်ဖြင့်ပြည်သွင်းလိုနေရာမျိုးမှာဖြစ်ဖြစ်ကိုတွေကနားလည်နိုင်ဖြည့်သွင်းနိုင်ပါရဲ့အကျိုးစီးပွားတဲ့လက်သုံးချောင်းထောင်တဲ့လက်နဲ့ဆရာနာရှင်ခွေးကြီးပုံနဲ့ပျော်ပျော်ကြီးထိုးနှိုက်ပြနေရတော့အော်ဂလီဆန်တာပေါ့တော်လေးသာ6လတနှစ်နဲ့ပြီးခဲ့ရင်လက်အုပ်ချီရမယ်ဖျားတွေများတာအခုတော့ဖာလာငါလာတွေကွက်ကွက်ပြပြပါပဲချမ်းမြတော့ချင်းယူဖြည့်ရှင်းမယ်ဆိုတော့ဘလို့ချင်းချောင်းမှုကြောက်ရွံ့မှုတွေကြောင့်မတက်တာလို့ဘောမလိုက်ရပါတယ်စစ်တပ်နဲ့ပတ်သက်လိုက်ရပါတယ်ဆိုတာမျိုးပါမယ်ထင်တာစာရှိကြီး14မျက်နှာမှာတော်လေးမကောင်းကြောင်ပုတ်ခတ်ထားတာက17မျက်နှာကိုစစ်တပ်ရဲ့ propaganda အတိုင်းစောင်းမြောင်းပုတ်ခတ်တော်တာက10မျက်နှာဘာခက်ခဲဘာချင်းချောင်းမှုမရှိပဲစစ်တပ်ဘောကိုအကျိုးစီးပွားအတွက်လိုလိုလလမမတ်ဆက်ဆက်နှစ်နှစ်ချာချာ
မားကျင်လို့မာကြောင်ရှင်းရှင်းလင်းလင်းဖော်ပြသွားတာကနှစ်မျက်နှာတော်လဲဘက်မှာရက်ခဲတဲ့သူဆိုတော့နည်းနည်းလေးတော့အထင်ကြီးထားမိတာစိတ်လက်စီပဲအဲ့ထက်ဘာမှမပိုဘူးဆိုကရေးသားထားတဲ့ခါမှာတော့ကလန်နာကြဘောမပြီးရင်ပန်ဆယ်လိုကိုတိုက်ခိုက်ရမယ်ဆိုတဲ့အတိုင်းသူမရဲ့လူမှုကွန်ရက်ဆာမန်နာကနေတပ်ပါတီရဲ့လေးတန်းအတိုင်းအဝေးတစ်ထည်ကိုတစ်ခုနဲ့ပြေးခဲ့ရသူကအမေရိကန်လိုနိုင်ငံမျိုးမှာအချိန်တိုအတွင်းအိမ်ပိုင်ဆိုင်ပိုင်ဖြစ်ပြီးစိန်ကြောက်တွေရောင်းနိုင်တာဟာတမယိုးကြနီလန်ဥပမာဆူရှီလိတ်တဲ့လုံးနဲ့မဖြစ်နိုင်ဘူးလို့ဆွဆွဲထားသလိုမတ်ပန်ဆယ်လိုကိုစာမတက်ပင်မတက်ဆိုကညဉ့်ညမ်းတဲ့စကားလုံးတွေကိုသုံးပြပြီးလူများစိတ်ဝင်စားအောင်လုပ်တတ်သူတကိုတဝက်အုပ်စုတွေနဲ့ပတ်သက်နေသူဖြစ်ပြန်လဲတုံ့ပြန်လာတဲ့ခါမှာတော့မတ်ပန်ဆယ်လိုကတော်လဲမလို့လို့ဘသူကမှဆဲမနေပါဘူးမြက်ပြူးမရဲ့ဘောမလို့ဆဲတာပါမလာတော့ပေါ်တင်မဆဲကြတာပါ2023-2024ကလေးကခံဝင်ထိုးပြီးခိုးမနေတော့ကတော့အမြင်ကြီးအောင်ဆောင်မကြားကြအောင်ဆောင်ပေးခဲ့ကြတာတော်လဲမလို့လို့ဆဲတာမဟုတ်ဘူးဘောမလို့ဆဲတာဘောမလို့ဆဲတာဆိုကပြန်လဲခြေပလာခဲ့ပြီးနည်းနည်းတော့မတင်ကားခြင်းတော့ကြောင်းစစ်တပ်ကပရိုပါဂန်ဒါကိုသူမစီဥတီပြစ်နေတာများလားဆိုတာတန်တရားဝင်ပြီးကြောင်းမြက်ပြူးမစစ်တန်ရုံကပုံတွေတက်လာတော့ကိုပြောတဲ့အနေထားကသဘောတရားကိုပဲပြောတာတိုက်ခိုက်တဲ့စင်တီမဟုတ်ဘူးကိုတကယ်တိုက်ခိုက်ပြီဆိုဘလို့လက်တန်ဆိုတာကိုစာဖတ်နေကြသူတိုင်းသိတယ်ပဲကြမတက်ပြောဆိုဆဲဆိုနေကြသူတွေတပုံကြီးထဲမှာဖြည့်ရှင်းချက်စာရှိကြီးတဲ့တမင်နာစာလောက်လေးနေရာပေးပြီးပြန်ကြိုက်တာသုံးလုံးသွားတဲ့အသုံးလုံးတွေကစစ်တပ်ဂိုင်းလိုင်းတိုင်းပဲကိုရီးယားရုပ်သံတွေအထိတတ်အားချောင်ထားတဲ့အဖိုးခအနေနဲ့ပန်ဆယ်လို့ကိုဒီလိုပြန်ဟောင်းပေးပါမယ်လို့ညှိထားပုံတော်ရတယ်မင်းအောင်လိုက်စစ်တပ်ကဒီမိုကရေစီဖော်ဆောင်ပေးမယ်လို့ယုံကြည်တယ်ဆိုတဲ့ညံရီမျိုးကဒီလိုပုတ်ခတ်တာကိုလေတနည်းတစ်ပုံဂုံယူမိတာဒီလိုအကြမ်းဖက်လူသက်ကိုကျိုးရှာအောက်တန်းစားစစ်တပ်ကဘလို့အကျိုးစီးပွားဘလို့မလုံးဘလို့ချင်းချောက်မှုနဲ့မှစီယုံမရလို့ရတဲ့နေရာကတိုက်ခိုက်ခန်းနေရတဲ့မိမိပန်ရဲ့အနေထားကဆောင်ရန်ပရော့ဖြစ်စရာပဲမဟုတ်လားအကျိုးမြတ်တမျက်နှာအတွက်ထွေးပြီးသားတွေပြန်ကောက်ရက်တဲ့နိုင်ငံတိအဆက်မဲ့တဲ့အဆက်ကွဲတဲ့ချမ်းမြတ်တော်တို့ဘယ်တော့မှမရနိုင်တဲ့ဂုံကျက်တည်နဲ့တင့်တယ်မှုမျိုးမဟုတ်လားဆိုကအရန်နေကျေနပ်နေခဲ့ပြီတော်လဲကိုရင်ကလုတ်ခဲ့တဲ့အခုတော့အကြောင်းမျိုးကြောင့်မလုံနိုင်တော့လို့ရလားဆိုရင်သူမတကူစားသဘောထားအတိုင်းပြောရရင်ရကြောင်းသို့ပေမဲ့ရန်သူဘက်ကမရက်သေး၍ငါတို့တွေမိတ်ဆွေဖြစ်နိုင်ပါသေးတယ်မတရားမှုကိုမတရားမှုလို့သိနေသေး၍ငါတို့တွေရင်ဘတ်အတူတူပါပဲရုပ်ဆွဆုံးမတက်တာလို့ပတ်သက်ဆက်နွယ်လိုလိုက်အကြိုက်ဆောင်ရပါတယ်ဆိုရင်တော့ဆက်မပတ်တတ်နိုင်တော့ပေမဲ့နောက်ဆုံးလက်ကျန်နားလည်မှုဖြစ်သူမတက်တာရှာလို့ဆိုပြီးအတန်တိတ်နားလည်ပေးနိုင်ကြောင်းထွေးပြီးသားတွေပြန်မျိုးအန်ပြီးသားအန်ဘတ်ပြန်စားရိုပြီးသားချီးကိုပြန်ရက်သွားတဲ့အောက်တန်းစားတွေအတွက်လဲပေးစရာနားမရှိတာကြောင့်ချော်မြမြတန်ပြန်ပုတ်ခက်လဲစပ်ပတ်ပါပဲဆိုကပြန်လဲတုံ့ပြန်ထားပြီးတော်လေးတွေကလူတွေမကောင်းလို့မယိုးသားလို့ခိုးလို့တော်လေးတွေကထွက်လိုက်ပြီးအရန်ကောင်းပြီးအရန်ယိုးသားစူးစားမခိုးတတ်တဲ့အဘားတွေစီကူးပြောင်းလိုက်ပါပြီပုံချော်မြမြတန်ဆိုကထက်မှန်လောင်ပြောင်ထားပြီးကိုစီဝိုင်းသမားကြီးလို့အထင်ရောက်နေတဲ့ချော်မြမြတန်ကိုထက်မှန်အလင်းပြထားပါသေးတယ်ပြည်ပရောက်မြန်မာ9တန်းကျော်မှာဆေးရလာရှင်တွေနဲ့မပတ်သက်ပဲစစ်တပ်ဘောမမပဲကာယညာနာအားနဲ့ကြီးပွားချမ်းသာနေကြတဲ့မြန်မာမီလီယံနာတွေမှအများကြီးရှိကြောင်းလို့ရကြွရနီးရတာမကြောက်ရတဲ့အဝေးတနေရာမှာအလောက်ကင်ခွင်လက်များပြားပြီးညံရည်ညံသွေးရေချင်းရှိရင်ထုံတောက်ခွင့်ရှိတဲ့နေရာမှာနေထိုင်နေရလျက်နဲ့ကိုပညာကိုရည်ချင်းနဲ့ရှင်တန်စူးစမ်းလို့ရလျက်နဲ့စစ်တပ်ကိုပြန်ပြီးဘောမမစားရတောက်ရအချောင်ရမယ်ဆိုတဲ့အသွေးခေါ်မျိုးကိုပိုင်ဆိုင်ထားတာဟာတင့်ကိုစမတ်ဖြစ်တဲ့စီးပွားရေးသမားမဖြစ်သွားစေပါဘူးတဲ့စောက်တော့မကြစောက်ရည်ချင်းမရှိစောက်မာနာမရှိစောက်ဂုံတိတ်ခါမရှိစောက်ကြက်တည်းမရှိတဲ့ရုံညံ့ညံ့မွဲကြကြရှိတရားကိုတီခင်းပြသလိုက်တာပါပဲပတ်စံရမယ်ဆိုဘာမဆိုလုပ်တယ်ဆိုတာစီးပွားရေးသမားမိုင်းဆက်မရဲ့မဟုတ်ပါဘူးဘဲကောင်ရိုးရိုးငွေရရင်ပြီးရောဆိုတာပြည့်တဲ့စာမိုင်းဆက်မှလည်းအတူတူပါပဲကြက်တီကိုရိုးရိုးသုံးလဲရတဲ့ဟာပြပြကြီးသုံးရတယ်လို့တော်လိုင်းရေးထဲမှာ personal attack လောက်ခံရလို့သာဗတ်ပြောင်းကြီးဆိုပန်ဆယ်လေတို့အကျဉ်းသိန်းနဲ့နှစ်ခါစစ်တပ်ဘောမှဖြစ်နေလောက်ပြီတော်လိုင်းထဲမှာစောက်ကျင်းရုပ်ခံရလို့သာဗတ်ပြောင်းကြီးဆိုကြောကြီးလှန်ပြလိုက်ချင်တာနောက်ကျောကဓာတ်တွေဘယ်နဲ့ချက်လဲကူရီပေးလို့ရအောင်တော်လိုင်းထဲမှာစိတ်ပြက်စရာတွေမြင်ရလို့ဗတ်ပြောင်းကြီးဆိုရင်ပန်ဆယ်လေတို့ဇော်မဲလုံးယာတူလောက်ကအသာလေးပဲတော်လိုင်းဘက်ကိုမကြိုက်တော့လို့တော်လိုင်းနဲ့ဝေးဝေးနေတယ်လို့စစ်တပ်နဲ့လည်းဝေးဝေးနေလို့ရားလျက်သားနဲ့ဘောကိုချစ်ရွမားခဲ့သည်လို့ရိုးရိုးရှင်းရှင်းဝန်ခံလိုက်အောင်အဲ့လောက်မယုံဘူးတော်လိုင်းကဘလို့မကောင်းလို့အရန်ကောင်းတယ်စတော်ဘယ်ရီလိုပဲဆိုတဲ့အဘတို့စီပြောင်းမပါမီဆိုတော့နေရကဂျီဖက်ကိုမျက်လုံးပြူထားတဲ့ဘာရှင်ဟဲ့ကိုပါဝါလေးတစ်ပေါက်ကကိုနဲ့တွေ့ရင်ဘလို့အယောင်ဆောင်မျိုးမဆိုအရေးကွန်ကျွတ်ကြတာပဲစာစလေးမျက်နှာသူများမကောင်းကြောင်းကိုကောင်းကြောင်းရေးပြီးပန်းနုသွင်းနိုင်သေးပေမဲ့ကိုရဲ့ရီလုံးပပလေးမှာတင်တနိုင်ငံလုံးဝိုင်းဆဲနေတဲ့အစဲတွေကိုကြော်ပြီးဆက်ဆက်ကမန်ပိတ်ပို့စ်တင်ရ
ကိုအဲ့ဒါလေးတွေပဲကြွေနေရတာဒါမျိုးတနိုင်ငံလုံးယုံခံနေရတဲ့သူကယုံခံနေရချိန်မှာဒါမျိုးပြန်ပြောလေကိုကမှန်ကန်သူဖြစ်တယ်ဆိုတဲ့ဂုံတက်လေပဲကြိုက်တော့ကြွေတော့ပဲနေ့လုံးတွေကပြင်းစရာကြီးချုံမမြတန်ရဲ့ဒုစာမီးလောင်တောင်ပြင်းလို့မတုံးကျင်တော့တဲ့အလုံးတွေကိုပြန်သုံးနေရတာရှက်စရာကြီးအခြားအစ်လေးပါလေးလှုပ်ပါအောင်တို့လဲပြင်းနေပြီတွန်လဲစီဖင်လန်ပြီးအဖားစီပြန်ကျင်တဲ့ကောင်တွေမှန်တယ်ဗျာပန်ဆယ်လိုကိုဒီလုံးနဲ့တင်ပုတ်ခတ်ရမယ်ဆိုတာကလင်တာကြတော့ဖြစ်နေပြီတော်လဲမှာစစ်တပ်ဘောမာတာထက်တော်လန်ရေးငွေကိုအလွဲသုံးစားလုပ်တာပိုဖြစ်ကြီးပါတယ်ကိုကတော်လန်ငွေကိုလွဲသုံးစားလုပ်ပါတယ်လို့နင်းကိုနေယုံရင်အဲ့လိုရေးတဲ့ post ကိုဘာလို့ comment ပိတ်ထားရတာလဲလှုပ်ဆန်းမှာစစ်တပ်ဘောမာတို့တတိရှိရှိလေးဆိုကသူမမြောက်ပေးပြီးနောက်ပိုင်းမှာချမ်းမမြတော်ကသူမကိုပြန်လဲဆွဆွဲဆဲဆိုထားတဲ့ post ကို comment ဖွင့်ပေးလိုက်တဲ့အခါမှာတော့ပြည်သူတွေရဲ့အလူရဲ့အစဲမန့်တွေတတိကြီးစုကူးသွားတာကြောင့်လေမတ်ပန်ဆယ်လိုကဘောသွားမလိုက်တဲ့တကွန်းနဲ့နင်းကရှုံးနေပြီးသားဖြစ်ကြောင်းအောက်လေတိုက်တာတွေကသူမဘွားမှာယိုးနေပြီမို့စားရှိရင်မန်းဖွင့်ဆိုပြီးစွာပေးလိုက်တာတတိကြီးဆဲခံနေရပြီလေအမေကျင်းတဲ့သမီးဆိုကရေးသားထားပြီအဲ့နောက်ချုံမမြတန်းဖေကအမရပူရာကလက်စားတဲ့ရဲပြုတ်မောင်ဖုံးဖြစ်ကြောင်းနှလင်ပြောင်းပြီးနေထိုင်ခွင့်ရှာနေထိုင်ခွင့်ရတာနဲ့လင်းကိုကွာတဲ့စောက်ကျင်လေးကြောင်းလေထဲမပြောခဲ့ကြောင်းတော်လဲတဲ့တင်တန်းပေးမယ်ဆိုပြီးပတ်စံယူလှုပ်ရှားခဲ့တာလည်းထဲမပြောခဲ့ပါဘူးတဲ့စစ်တပ်ဒီမိုကရေစီကိုယုံကြည်ပါတယ်လို့ကိုမျိုးကျင်တဲ့ကိစ္စကိုတိုင်းပြည်ကောင်းစားရေးဆိုပြီးပြောထက်ရဲတာတို့တော်လဲကိုပုတ်ခတ်ပြပြီးဘောမဖို့မျက်နှာလိုမျက်နှာရလှုပ်တဲ့အထိရေးထားတာမို့နောက်တစ်ခွက်ဟာကိုပုတ်ခတ်ပြပြီးအဖားရစီမျက်နှာလှုပ်ခန့်ခြင်းနဲ့ဆိုတာကြိုမြင်ထားပြီးသားဖြစ်ကြောင်းပန်ဆယ်လိုကိုပုတ်ခတ်လို့ပန်ဆယ်လိုဟိတ်တာတွေဝင်းရလာမလားလို့မျှော်လင့်ထားရင်တော့စိတ်လျှော့လိုက်တဲ့ပြီကိုမြင်မှုသမျှအဲ့လိုဟာတွေတွင်းဆုံကြသွားတာကြီးပဲမို့ကိုကတော့ပန်းပန်လျက်ပဲပြီးတော့အဲလုံးတွေကတအားရိုးနေပြီရဲ့အခုတော့တအားအောက်ဆုံးတန်းရောက်နေပြီအိုက်တော်မေဖြစ်ခြင်းနဲ့ MR ကြီးနေနဲ့အဲ့လောက်ကြီးဖြစ်လို့တော့ဘယ်ဖြစ်ပါမလဲဘောမပြင်းပန်ဆယ်လိုကိုပုတ်ခတ်ရတာကလင်တာကြပဲဇို PhD လဲဘောမရပြီဆိုဒီလောက်စိတ်မဲ့တအားနှိမ့်နေဆိုတဲ့ခါမှာတော့ချမ်းမမြတော်ဘက်ကသူမကိုဝေဖန်ထောက်ပြဆဲဆိုနေသူတွေအများကြီးတဲ့ကမှမတ်ပန်ဆယ်လိုဆွဆွဲချက်တွေကိုရိုင်းဆိုင်ပြန်လေခြေပလာကြရပဲဖြစ်ပါတယ်လေနှစ်ယောက်ပြောင်းပြီးနေထိုင်ခွင့်ရှားတယ်နေထိုင်ခွင့်ရတာနဲ့လင်းကိုကွာတယ်ဆိုတဲ့အချက်လက်ကအမှားဖြစ်ကြောင်းနဲ့မိမိမှာခင်မွန်းနဲ့ကွာရှင်းထားခြင်းမရှိကြောင်းပြင်းပြင်းထန်ထန်ညှင်းဆိုလာခဲ့တာပါပန်ဆယ်လိုနေနဲ့အမေရိကန်မှာလောက်ကင်မရှိပဲအိမ်ပိုင်ဆိုင်ပိုင်နဲ့ချမ်းသာနေတာဟာမယိုးသားတဲ့နီလန်ခိုးရပါငွေများကြောင့်ဖြစ်နိုင်တယ်လို့ပြန်လဲဆွဆွဲထားပြီးသူမကိုယ်တိုင်ငွေကြေးလွှဲသုံးစားလုပ်မှုခိုးမှုနဲ့လူဆဲခံနေရတာကိုလမ်းကြောင်းလွှဲချင်တာကြောင့်မိမိမက်ချမ်းမြတော်ကိုဆွဲထည့်ပြီးတိုက်ခိုက်တာဖြစ်တယ်လို့ဆိုထားပြန်တာပါအဲနောက်မတ်ပန်ဆယ်လိုကအားပေးသူတွေကိုလည်းလူပိန်းနေလို့တတ်မှတ်ပြီးပန်ဆယ်လိုရဲ့လုပ်ရက်တွေကိုလူအများကသိနေပြီလို့ဆိုကလူတို့ရဲ့ယုံကြည်မှုကိုယော်နှဲစေဖို့စူးစမ်းထားတာပဲဖြစ်ပါတယ်သူမဘက်ကထောက်ခံတဲ့သူတွေထက်ဆဲတဲ့သူတွေများတာကြောင့်မက်ချမ်းမြတော်တယောက် comment box ကိုပိတ်လိုက်ရတဲ့အထိပါပဲ comment ကြီးပိတ်ပြီးငိုတန်ကြီးနဲ့တင်းတယ် comment လည်းထပ်မဖွင့်ရတော့ဘူးအစဲခံရတာဖြင့်တီးကိုဆွဲနေပြီဖြစ်ကြောင်းသူ့လင်းနဲ့သူကွဲမကွဲပန်ဆယ်လိုကတက်တည်ပြပေးဆိုတာကြောင့်လေသူတော်ဘာတက်တည်မှမရှိပဲကိုခိုးတယ်ဝှက်တယ်ပြောနေတဲ့ဟာသူ့ကရင်မော်သူ့ဘဲကောင်ယိုးနေတယ်ဆိုတာကိုကဘာတက်တည်နဲ့ချပြပေးရမှာတော့ထပ်ပြီးရဲဘုံငဖုံးသမီးဘောမကြီးနေဆိုကကြားပြန့်ပြန့်တော်ရဲ့လှုပ်ရှားသွားတဲ့ငွေပမာဏနဲ့အကျွေးစင်းလေးတင်ဆက်ပေးလာကြတာပဲဖြစ်ပါတယ်ကိုဘာသာတိုင်းလောကကနားယူပြီးအေးဆေးတဲ့လေလွင့်တိုင်းသမားလေးလုံနေတာကိုစိုးအင်းရန်လာဖြစ်တော့တိုင်းကွက်တွေထုတ်သုံးရတော့တာပေါ့ကနဦးတော့ရုရှားလင်ဝင်အောင်အစင်မပြေတာနဲ့နေထိုင်ခွင့်အတွက်အခုကြောင်ထိုးခံလိုက်ရတဲ့ကာကြီးသားကိုဝင်အောင်ကာကြီးသားရှာကျွေးတာလေးထိုင်စားနေရကနေတော်လဲအကြောင်း TV မှာတက်ပြောရကနေလူသိများလာတဲ့အခါဒန် KIA ဆိုတဲ့နာမည်နဲ့ဘာသာစကားသင်တန်းဆိုပြီးစဖွင့်နေကိုရီးယားရောက်စမြန်မာလူငယ်လေးတွေတော်လဲဘတ်သားဆိုတဲ့ယုံကြည်မှုနဲ့လာအားပေးရမှာဖြင့်အခမဲ့ပါဒါပေမဲ့စာရွက်စာတမ်းဝန်2000စာမေးပွဲကြီးဝန်2400နဲ့စာမေးပွဲလည်းလုံမပေးဘူးစာမေးပွဲလည်းမဖြေလိုက်ရဘူးသင်တန်းစစ်လက်မှတ်ရဖို့ဝန်3သိန်းခွဲထပ်တောင်းလက်မှတ်ထုတ်ပေးသူနေရာမှာထိုးထားတဲ့လက်မှတ်ကကြားပြန့်တော့တဲ့ဘယ်ကမှလည်းအဲ့လက်မှတ်ကိုအတိမတ်မပြုတ်ဘူးကဲတဲကောင်းဈားထဲမှာသင်တန်းက SDG ဆိုပြီးနာမည်ပြောင်းသွားရော SDG အသင်းဝင်မယ်ဆိုအကျိုးခံစားခွင့်15ချက်တနစ်စာဝန်3000တသက်စာဝန်4သိန်းနဲ့15ချက်မှာတစ်ချက်မှအကျိုးခံစားခွင့်မရပဲလူရကြီးပလုံပထမအကျင့်ခရီးသွားမယ်ဆိုပြီးတယောက်ဝန်33000ပေးရတယ်တော်ကြီးတဲ့ခေါ်သွားတယ်ဘာမှမဟုတ်ပဲအရင်မရဖက်မရပြီးသွားတယ်ထပ်ပလုံးကိုရီးယားရောက်ခါစားချစ်ချုပ်ငွေစုလာတဲ့မရှိစင်းရဲသားတွေစီကမျိုးရာဒုတိယအကြိမ်တင်တန်းကို10လပိုင်းကုန်ကလေးကကြီးညာတင်တယ်9လပိုင်းကိုဖွင့်မယ်ဆိုပြီးစပေါ်ငွေ2သိန်းတင်ခိုင်းတယ်တင်တန်းပြီးရင်ပြန်ပေးမယ်တဲ့
စာအုပ်ဘိုးက9000ဆိုပြီးဝန်2,900,000တွင်ရတယ်2024 9လပိုင်းလဲရောက်ရောတင်တန်းမဖွင့်နောက်တော့2025တလပိုင်းမှာဖွင့်ဖြစ်တယ်2လပိုင်းကုန်ကနေတူနာပြုတ်အကူကိစ္စနဲ့သိန်းနဲ့မှာမှွေလို့တင်တန်းကိုရက်တော့မယ်ထားလို့ရောတင်တန်းပြင်ပြန်ပေးမယ်ဆိုတဲ့သဘော2သိန်းကို2လပိုင်းကုန်ပေးမယ်ဆိုပြီးစာထုတ်တယ်ပြီးတော့ကလေးလေးကိုတနာလို့မပိတ်ဖြစ်ဘူးဆိုပြီးပြန်တင်တယ်3လပိုင်းရောက်တော့သူကအကြောင်းမျိုးပြတင်တန်းပိတ်လိုက်ဖွင့်လိုက်နေကနေအပြင်တင်တန်းကနေဇွန်းပြောင်းသွားတယ်ဇွန်းဆိုတော့ကလေးတွေကမတက်ချင်ကြဘူးဇွန်းမတက်ရင်သဘောပတ်စံပြန်ပေးလားမေးတော့အကုန်ပြန်ပေးမယ်သူပါဇက်ကပြောခဲ့ပေမဲ့လေ3လပိုင်း2025ကလေးကသဘောပြန်တောင်းကြတာအခု2026ရောက်ပြီး3လပိုင်းကုန်တဲ့အထိဘလို့တောင်းပြန်မပေးပါတဲ့စာကူမပြန်တာတဲ့ဒါကတင်တန်းဆိုပြီးလိန်တဲ့တပိုင်းစပောင်းငွေ1 2သိန်းစီပြန်ရဖို့ယနေ့တိုင်စောင့်နေတဲ့တင်တန်းသားတွေငုတ်တုတ်ပါပြန်ပေးလိုက်တော့ရှက်စရာကြီးတို့ကကူတောင်းပေးတာနောက်ပြီးရှိသေးတယ်သူတို့ရဲ့ SCG ကုမ္ပဏီ share ဝင်ဖို့စတော့ရောင်းနေသူတပည့်တွေတဲကအယောက်20မှာ16ယောက်က1 3သိန်းစီတယောက်က1 6သိန်းတယောက်က1 10သိန်း1သိန်း100နဲ့ဝင်ထားတဲ့သူက2ယောက်တနေ့ကျော်ပြီးခုထိ share မျက်ငွေနဲ့ပတ်သက်ပြီးဘာမှမပြောတပြားမှပြန်မရရှာစတော့လက်မတောင်သိန်းတယ်မှပြောလို့တူထုတ်ပြီးပို့တာတဲ့ကဲကြားပြပြတော်ရဲ့စစ်တပ်ဘောမမခင်တော်လင်းလှုပ်ရှားမှုကြီးကတော့တော်လင်းဗတ်သားလို့ယုံကြည်ရသူတွေရဲ့ယုံကြည်မှုကိုလွဲသုံးစားလုပ်ပြီး1သိန်းထောင်ကြီးလိမ့်လေသွားခဲ့တဲ့ဖြစ်စဉ်အစဆုံးပါပဲငွေတွေလိမ်ယူသွားတဲ့ပြင်တင်နန်းသားတွေကိုမလိမ့်တပတ်အသင်းဝင်ခိုင်းပြီးအသင်းဝင်ရေအတွက်ဘလောက်များတဲ့ဖွဲ့စည်းဆိုပြီး proposal မှာရေးစစ်ကောင်စီစီ project တင် project ရတော့ပေါ်တင်ဘောမှာတနိုင်ငံလုံးဝိုင်းဆဲတော့စာ14မျက်နှာရေးပြီးမကျင်လို့မတာကိုအကျဲချက်အဘလမ်းညွှန်ချက်နဲ့ရောဘောမလို့ဘယ်သူမှသူ့ဘက်မရှိမဲ့တူတူပန်ဆယ်လို့ဟိတ်တာတွေသူ့ဘက်ကိုပေါအောင်ဝိုင်းဆဲကြတဲ့တန်ပေါင်းများစွာထဲမှာမိမိပန်တယောက်တည်းကိုပြန်စွာပွဲတီတာဆိုတော့ကလူလိမ်မကြားပြန့်မကလင်ကချင်းမမန်ကြီးပိတ်ပြီးစောက်ပြူးမလို့အခေါ်ခံရတာကိုဖြင်ပိတ်လောင်နေမဲ့အစားစပောင်းငွေတွေပြန်အန်းစောက်ကျွေးပြန်ဆက်လိုက်အောင်စကားမဆက်မွေးရအောင်စောက်ချက်မှုနဲ့မွေးနေ့တရက်တည်းမွေးရအောင်စောက်ချက်တွေတုံးရတယ်လို့ကျွေးတူဘောမမျက်ပြူးမကြော်ကြော်ဆိုကပိတ်တလေးနဲ့ဘေးပြစ်တယ်လို့ပပနေနဲ့ကျွေးပြီးရဲ့နောက်ဆီယာမချင်းပတ်ပတ်ဆဲလို့ခရီးသွားနေစဉ်ချမ်းမြမြတော်ဘက်ကမပတ်ဆဲလို့ဆွဆွဲချက်တွေကမဟုတ်မမှန်ကြောင်းဖြေရှင်းရင်ရုပ်ရည်ယူပကာနဲ့ပါထပ်မံတိုက်ခိုက်လာခဲ့တာပဲဖြစ်ပါတယ်ဖက်ပြုတ်ပက်လက်လံမှာအောက်သွားအစ်စ်လိုက်ပေါင်တူမှစားတဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုအခြေခံတဲ့စကလုံးတွေကိုအများပြသုံးလုံးထားတာကြောင့်မပတ်ဆဲလို့ကကိုမလှတာကအခုမှမဟုတ်ဘူးအရင်ကလည်းမလှဘူးအခုလည်းမလှဘူးနောက်ပိုအိုလာမှာဆိုတော့နောင်လည်းမလှဘူးမလှတာကိုလည်းကြည်ကြည်နဲ့ကြီးလက်ခံထားတာရုပ်ပြစားနေရလည်းမဟုတ်ငါမလှတာဘသူဖြစ်မှခြေမနဲ့သွားကလော်နေရလည်းမဟုတ်မလှဘူးပြောလို့လည်းဘလို့မှမခံစားရဘူးလင်ကိုတုတ်ထားပြီးလင်အစ်ကိုတက်သွဲနောက်မီးလင်းပြနေတဲ့ပိုးဆုံးကျူးမှလည်းမဟုတ်တော့အထွေတူလှကျင်နေကြလည်းမရှိအဲ့တော့ငါမလှတာကဘသူကမှလိန်စားထားတာမဟုတ်တော့ငါမလှတာကိုစာဖွင့်နေမဲ့အစားတင်တန်းသားတွေစီကသဘောယူပြီးပြန်မပေးတဲ့စောက်ကျွေးတွေနဲ့ရှယ်ယာအကျွေးတွေရှင်းပေးလိုက်ပါအောင်ဟာတိုင်းတစ်ပတ်မှာလာလို့ဖို့မရှိမဲ့ပေါင်းနဲ့ရောင်းချလာတဲ့လူငယ်လေးတွေရဲ့ငွေပါမလို့ကောင်းမလိန်ကောင်းပါဘူးတားလေးအိုက်တော်ဖြစ်လာခဲ့တဲ့ဆိုရင်အဲ့ချိန်မှာအမေက420လူလိန်ဘောမဆိုတာမျိုးဆိုဘလို့ရှင်းမတော့ကျွေးတွေပြန်ဆက်လိုက်ပါဟာလိန်ပါတယ်ပြောတော့အထာရနေဆိုအခုတော့ရင်လဲစိမ့်ဖင်းလဲစိမ့်ကြီးစိမ့်မှာပန်းနေပြီဆိုကလောင်ပြောင်ထားပြီစစ်တန်ရုံပွဲသွားတတ်တာကချမ်းမြမြတော်ဖြစ်ကြောင်းဓာတ်ပုံကိုအစဆွဲထုတ်တာကတန်ယုံကဟာရီဝိုင်းဆဲကြတာကတနိုင်ငံလုံးပွဲရှာခံရတော့မနေ့ကထိမဆဲခဲ့တဲ့သူမကိုမို့မဖြစ်ဘူးဆိုဖြစ်အောင်နေကြောင်းဖြစ်ပြီလို့စိတ်ပိုင်းဖြတ်ပြီဆိုသမွေးချင်းနှုတ်မှာအမေချမ်းလို့ကိုထင်းနေချတာနင်းထက်အကောင်ကြီးတယ်ဟောဒီကအမေချမ်းဆိုကကျုံဝတ်ထားပြီပန်ဆယ်လိုကဘလို့ပါဘဲဝါပါဆိုတာနဲ့စောက်ဆန်ရဖို့စစ်ဘောပြေးမတာနဲ့ဘာမှမဆိုင်ကြောင်းပန်ဆယ်လိုနဲ့ရန်ဖြစ်လိုက်တာနဲ့နင်းကိုကျိုးစည်းဝါအတွက်စစ်ဘောပြေးရတာနဲ့ဘလို့သက်ဆိုင်သွားလဲပန်ဆယ်လိုရုပ်ကဘလို့ရုပ်လို့ရေးလိုက်တာနဲ့နင်းစောက်လုံးပြူကြီးအထဲပြန်ဝင်သွားရောလားပန်ဆယ်လိုဘလို့ဘဲဝါဆိုတော့ရောနင်းတော်လန်ရင်ပေါ်ဖြာဆန်ခဲ့တာတွေကပြက်ပြက်သွားရောလားပန်ဆယ်လိုအိမ်ဝယ်ရဆိုတဲ့လွန်ခဲ့တဲ့3နှစ်ကဖန်တရားတေးကိစ္စကြီးပြန်ပြောတော့ရောနင်းចောင်းသားတွေစီကငွေတွေယူပြီးလိန်ပြေးနေတဲ့အမှန်တရားကပပျောက်သွားရောလားနင်းပို့စ်အောက်ဆဲနေတဲ့သူတွေထဲမှာပန်ဆယ်လိုဖန်နေကြီးမဟုတ်ဘူးခမ်းမရဲ့ငါးထီလို့ဆဲတာမဟုတ်နင်းဘောမလို့ဆဲတာ2019တုန်းကစစ်တပ်လေရင်ပြက်ကြလို့တနိုင်ငံလုံးစံနာနဲ့မတာကူငွေထည့်ပေးတဲ့ကိစ္စနဲ့2026မှာကြားပြန့်တော်လို့ဟိုပေါင်ပြေးကက်ဒီပေါင်ပြေးကက်စိတ်လက်စီလှုပ်တဲ့ကိစ္စလာလာမှမဆိုင်တယ်လို့ပါပဲတဲ့ဘလို့မဆိုင်တာလဲဆိုတော့လက်ရှိကလေးဖေကိုဂျောင်ထိုးပြီး CEO လူလင်ကိုတက်တွဲပလူးပြနေတယ်လို့မျိုးကိုမဆိုင်တာမို့
ပိုးဆုံးကျမှဖင်မှာမီးစလိုက်တရမ်းရမ်းနဲ့ဆိုကလှောင်ပြောင်ထားပြန်တာပဲဖြစ်ပါတယ်။အဲလောက်မတ်ပန်ဆယ်လိုတယောက်ခရီးသွားနေစဉ်မတ်ပန်ဆယ်လိုအထုပ်ကိုတထုပ်ချင်းဖြီတော့မယ်ဆိုကမတ်ပန်ဆယ်လိုရဲ့အိမ်စုဆောင်းမှုကတော့မိုနိုပိုလီကစားနေသလားအောင်မရကြောင်းအချက်လက်တက်တွေမရှိပဲမဲဆောက်ခွေးညိုတို့ဒုစာမင်းမောင်တို့ဖွဲ့တိုက်ခိုက်နေကြအောင်လုံးတွေအတိုင်းဒေါ်လာ10သိန်းကျော်တန်အိမ်တစ်လုံးသူမဖေဖေအတွက်ကဒေါ်လာ9သိန်းတန်အိမ်တစ်လုံးတပည့်ကျော်ဒေါ်တက်မွန်အတွက်က4သိန်းကျော်တန်တစ်လုံး10သိန်းတန်ကတစ်လုံးစီဝယ်ထားကြောင်းပထမဆိုင်မှာရက်ပါမေးရလို့ပြင်းနေပါတယ်ဆိုပြီးအတန်ကောင်းဟိယာကနေအခုတော့အပြီးပိတ်ဆိုတဲ့ဆိုင်းပုတ်ကြီးတက်သွားပါပြီတဲ့ဆိုင်းပိတ်ပေမဲ့လည်းပစ္စည်းတွေကတော့ဖူလက်ထွန်ကအရက်ဆိုင်တစ်ခုမှတိုးတိုးတိတ်တိတ်လေးမှောင်ခိုရောင်းနေကြောင်းမတ်ပန်စလိုညီမဖြစ်သူကလည်းဗပတ်တီးဆိုင်ဖွင့်ထားပြီးထိုင်းမှာလည်းဆိုင်နေဖွင့်ထားကြောင်းလက်တလောအိမ်နေထက်ဝက်ဖို့ကိုလည်းလိုက်ကြည့်နေကြောင်းမိဘပြည်သူတို့နိုးကြချိန်တန်မာပြီးဆိုကလူတကာရိုးနေပြီဖြစ်တဲ့ကလေးကွက်တွေနဲ့ရေးသားထားတာကြောင့်လေမတ်ပန်စလိုကခရီးသွားနေရတဲ့လမ်းခီးမှာမို့ကိစ္စဖြတ်ပေးထားတာဖြစ်ကြောင်းဘောခိုးမတဲ့420မှာကကိုနေရာကိုမသိတော့ပွဲဆက်ပေးရတော့တာပေါ့ဆိုကတလုံးပြီးတလုံးကျွေးတော့တာပဲဖြစ်ပါတယ်ဝေဒနာနဲ့မပြောဘူးဒေတာနဲ့ပြောမှာနော်တက်တွေတွေထောက်ထားနေတဲ့လာမှာကိုကဘယ်တော့မှကွက်ပြည့်မခင်းဘူးအမြဲအကွက်ချန်ထားတာဘဲချင်းနေဆိုဘဲကွက်ထပ်ထုတ်မယ်ဘဲကွက်ထပ်ထုတ်မယ်စသဖြင့်အစီအစဉ်နဲ့ချန်ထားတာကိုအိတ်ချင်းကိုစောင့်ကောမက်ချင်းပိတ်ပြီးလွန်ခဲ့တဲ့3နှစ်လောက်ကလေးကဘောမာတွေနဲ့ဟိုအချော်ကောက်ထောင်းလမောင်းကြေအောင်ဖွာလာတဲ့အလုံးတွေကိုအသေးစမ်းလို့ပြန်ရေးပြနေရလောက်ကမိမိပန်တို့ကသွေးမတိုးဘူးစီးကြုံမတက်ဘူး US မှာအိမ်ဝယ်တယ်ဆိုတာက public data တွေနာမည်ရိုက်ထည့်လိုက်တာနဲ့အိမ်လိပ်စာအိမ်တန်ဖို့ဝယ်ယူတဲ့နေ့ရက်နဲ့အိမ်ပွဲစားနာမည်ပါမကြံအကုန်ထွက်လာတာရှာတဲ့ပေးရန်ကြံအကျွေးကအစတလမောဂိတ်ဘလောက်ပေးရတာကအစအကုန်ရှာလို့ရတယ်အဖေနာမည်နဲ့ဝယ်လဲဆိုငါအဖေနာမည်နင်တို့မသိတာမှမဟုတ်တာတငယ်ချင်းနာမည်သူ့အပြောတပည့်ပေါ်နဲ့ဝယ်လဲဆိုငါတငယ်ချင်းနာမည်နင်တို့မသိတာမှမဟုတ်တာရှာကြည့်လိုက်ပြီးရင်အချက်လက်တွေနဲ့ထုတ်ပြလိုက်လေဘာတွေစောင့်နေရလဲလှုပ်ဆန်းပါငါကအဲ့လိုမျိုးတွေစောင့်နေတာအဲ့လိုရေချင်းမျိုးတွေလိုချင်တာဘယ်နဲ့ဘာတက်တွေတက်ကာရမှမရှိအိမ်ပန်နှလုံးရှိပြီးဝယ်နေတာလို့ထိုင်ပြောတာကိုလူတွေကယုံသွားရအောင်နင်းလို့ဘောမောင်ကျသွားတဲ့စောက်ပေါ်မှလို့လူတိုင်းကိုထင်နေတာလားပို့ပြီးတနာစရာကောင်းတာက Los Angeles Fullerton မြို့မှာလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကလေးကဖွင့်ထားတဲ့ဆိုင်ကိုဆိုင်မဲ့မသိချတာပဲ Sacramento ကဆိုင်တံမိုးတောင်းliquidation ရှောက်ပြီးပြန်ရောက်မဲ့စီစဉ်နဲ့မို့လွန်ခဲ့တဲ့တစ်နှစ်ခွဲကလေးကLA က Fullerton မတ်ကိုဖွင့်ခဲ့တာဆိုင်ဖွင့်တော့ကလည်းကြီးညာတယ်ဘောမတွေကလည်းဖွာကြတယ်အဲဆိုင်မှာလည်းLA ကမြန်မာတွေများပြနေတိုင်းဈေးလာဝယ်နေကြတာအဲ့လိုကိစ္စရမျိုးကိုတော့ဘာမှမသိရှာပဲဆိုင်မောင်ကိုဖွင့်ထားတယ်ဆိုတော့ကို့အကြောင်းအခြေခံဒေတာအချက်လက်လေးတော့ဘာမှမသိရှာဘူးပဲဟိုချော်လောက်တော့မှစောက်သုံးမကြတဲ့စောက်ပေါ်မှာအခုဖြစ်နေတဲ့ကိစ္စကလေနင်းပေါ်မှာလို့နင်းကိုတနိုင်ငံလုံးဝိုင်းဆဲကြတဲ့ကိစ္စပန်းစဲလို့အိမ်ပန်နှလုံးဝယ်ထားရလို့လီဆယ်ရေးလို့မကလို့အင်္ဂါကြိုကိုအပျော်ခီးထွက်သွားရလို့ပဲဖွာ့နင်းပေါ်မှာတဲ့ကိစ္စနဲ့ငါကိစ္စကရောနှောသွားစရာကိုမရှိတာငါရည်ချင်းငါနေထားခြင်းတွေကအခုထိတော့နေနေတဲ့အိမ်ပြင်အခြားထပ်မဝယ်ဖြစ်သေးပေမဲ့အိမ်တွေထပ်ဝယ်နိုင်လဲဘာမှမဆန်းတဲ့ကိစ္စစောက်ကျွန်းနဲ့ဝယ်ကြတာကိုစောက်ပေါ်တွေပဲနားမလဲတာနေထိုင်ငွေရောနေစရာအိမ်ရောလုံနေရဲ့အလုပ်တွက်ရောလောက်ကိုလဲတကွက်ရင်းပြီးလင်းကိုတလှဲ့ကျွေးစီရီယိုကိုတလှဲ့ကျွေးနဲ့အပတ်မလဲတဲ့နောင်မီးလင်းနဲ့စောက်ပြူးမတော့ရင်သက်ရှုမောဖြစ်ရမယ်ဆိုရင်လေဖြစ်လောက်တာပေါ့လေအဲ့တော့ငါ့ကိုမယိုးသားကြောင်ပြောခြင်းပိုင်ဆိုင်မှုတွေဆိုတဲ့ကိစ္စတက်တေထောက်ထားနဲ့ပြငါကတော့အစကအဲ့လောက်မရက်ဆက်ချင်လို့တိန်းထားတဲ့အကွက်တွေတက်တေနဲ့တကွာတခုပြီးတခုထုတ်ပြတော့မှာမိဘပြည်သူများသုံးသက်ပေးကြပါဆိုပြီးကောမန့်ပိတ်ထားကြတဲ့ကနင်းဟာတဘာဝရဲ့ဖားလာမှာပဲမိဘပြည်သူများကသုံးသက်ပေးခြင်းနေကြပြီကောမန့်လေးဖွင့်ပေးပါအောင်ဆိုကတောင်းဆိုထားပြီးနောက်တကွက်ပြီးတကွက်ထုတ်ပြလာခဲ့တာပဲဖြစ်ပါတယ်ဘောမမတော့လုံးဝမရှင်းရတဲ့တင်တန်းကြီးဆေးရငွေတွေလိန်ပြေးသွားတဲ့ကိစ္စလေထိုးလေရောလေပေါ်ကဖွာလုံးဟောင်းတွေထိုင်နေတာမဟုတ်ဘူးဒေတာနဲ့အသေးချလာတာ2024 8လပိုင်းကလေးကတင်တန်းပြီးရင်ပြန်ပေးမယ်ဆိုပြီးတင်တန်းသားရာချီစီကတယောက်ကို1-2သိန်းစီယူထားတာအခု2026ထိတပြားမှပြန်မပေး2025ဇူလိုင်လအထိဆီယာမနေထားကရှာပေါ်မြက်ပေါက်သွားပါစေသူတစ်ပါးလိန်မစားမဲ့အနေထားမဟုတ်ဘူးလို့ခရူတဲ့စာပို့ရှာသေးတယ်နောက်တော့ငွေတွေမပေးပဲခရူတဲ့ကတိတ်တိတ်လေးခိုးပြီးထွက်ပြေးတက်တွေစကွင်ရှော့ထဲမှာကြည့်လို့လူလိန်မတော်လေးကြောင့်အားပေးကြတဲ့ငွေတွေလိန်တဲ့အပြင်စစ်တပ်ဘောပြေးမားပြပြီးယုံကြည်မှုကပါတစ္ဆာဖောက်သွားတဲ့လူလိန်မ420ကြက်ကလေးမှာတို့ကအတိတ်တွေကြီးထုတ်ပြမှာသူများဖွာပြီးသားထောင်းလမောင်းကြီးဖွာလုံးတွေကိုမျက်လုံးကြီးပြူပြီးရေးပြမှာမဟုတ်ဘူးဒါအကုန်မဟုတ်သေးဘူးထက်ရှိသေးတယ်ကြက်မမြတော့ကိုတမွှေးချင်းနှုတ်မှာဆိုကသူမဖော်ထုတ်လာတဲ့စကွင်ရှော့တဲက group chat ထဲမှာလဲဆီယာမလာကုန်လာစာပို့ပေးမယ်ဆိုပြီးလာကုန်ပြီး16ရက်ရှိနေပြီဆိုကမိန်းကလေးတယောက်ကတွားရောက်သတိပေးထားစဉ်
ချစ်မင်းဝေဆိုသူကGB မှာဆီယာမှာလည်းမရှိတော့ဘူး CCS GB က CCS အုပ်ကြီးပြောက်ဆိုကရေးသားထားတာကိုလည်းတွေ့ရပါတယ်ဆက်လက်ပြီးမတ်ပန်ဆယ်တို့ကကျမမြတော်လေတံနဲ့ပြောရရင်ရောတော့ဘုန်းတို့မတိလိုက်တဲ့ကိစ္စရှိသေးကြောင်းအဲ့ဒါကတော့အာနာသိန်းကစားမှာစစ်ကောင်စီကိုပြန်တိုက်ချင်တဲ့ကိုရီးယားကလူငယ်တွေကိုကျမမြတော်ကဥဆောင်ပြီးစစ်တင်တန်းဆိုပြီးတင်တန်းပေးတာပါတဲ့တနက်ပြင်းဒီတင်ပေးမယ်မြန်မာပြည်ပြန်ပြီးနေပြီးတော့ကိုဝင်သိမ်းမယ်ဘာညာပေါ့တင်တန်းကြီးက1.5သိန်းနဲ့စိတ်ပြင်းပြတဲ့လူငယ်တွေတွားတက်ကြတယ်တဲ့ဟဲ့ဘာတွေတင်ပေးလိုက်တုံးလို့မေးကြည့်မိတော့မပြောချင်ပါဘူးမ1.5သိန်းတင်တန်းကြီးယူပြီးကျွန်တော်တို့ကိုဘောလုံးကွင်းကြီးပတ်ပြေးခိုင်းတာတဲ့ဟမ်ကို့မှာတနာလဲတနာဦးလဲတက်အကျွေးစင်းမှာတယောက်ကို1.5သိန်းနှုန်းနဲ့စင်းလေးထပ်အပ်လိုက်ကြအောင်အခုတော့ကြက်မမြတော့ကိုယ်တိုင်အဖားကိုတွားတိုက်နေပါပြီဝင်းဆိုကလောင်ပြောင်ထားပြီတကယ်ကအခုထိတကွက်ချန်ထားသေးကြောင်းထပ်ဖင်ရရင်ထပ်စော်မှာပါတဲ့နောက်ပြီးချန်ထားတဲ့တကွက်ကကြက်ပြူးမတို့ကိုရီးယားမှာထောင်တန်းကြမဲ့အကွက်စူတောင်းပေးကြကြက်ပြူးမထပ်ဆောင်ကြွပါစေလို့တို့လည်းအရန်တင်ချင်နေတာဆိုကဒီနေ့ဒီချက်ပန်တင်ပေးမဲ့သင်ခန်းစာကတော့ဘောမပြီးစောက်ချက်တွေရှိချင်လို့မရဘူးဆိုတော့ chapter 4ပါပဲတပည့်မလေးမြတ်မြရေးဆိုကစုံမထားပြန်တာပါကိုရီးယားမှာနေထိုင်ခွင့်ရဖို့စပဗီဇာအတွက်ရင်းနှီးတယ်ဆိုရှယ်မီဒီယာမှာနာမည်လေးရဖို့ကိုရီးယားလင်ကိုမြန်မာလိုသင်ပြီးဖလူဝါရှာတယ်ပြီးတော့အဲ့လိုနာမည်ကြီးလာစေတယ်ကိုရီးယားလင်ကိုကြောင်ထိုးပြီးလူမြင်ကွင်းထိပေါ်တင်နောင်မီးလင်းတယ်တော်လိုင်းကိုခူတုံးလုပ်ပြီးထက်ဖလူဝါရှာတယ်လက်ခုပ်တန်ရှာတယ်ပြီးတော့အကျိုးစီးပွားအတွက်တော်လိုင်းကိုနင်းချပြီးစစ်တပ်ဘောပြေးမာတယ်ဗမာလဲကိုပိုင်အရေးချင်းဗမာလဲဂုံကျက်တည်ဗမာလဲရိုးသားဖြောင်းမှတ်မှုတခုလိုချင်တခုပေးဆက်ရတယ်အကျိုးစီးပွားအတွက်ဘောမလိုက်ပြီဆိုရင်ဆုံးရှုံးရမယ့်ຢာတွေကိုထဲသွက်ထားရတယ်ဘောမလိုက်တယ်ကျမဘောမလိုက်မိပါတယ်ဆိုပြီးဝန်ခံဘောမလိုက်တဲ့အကျိုးဆက်ကိုလက်ခံဘောလဲမသေးလူတွေရဲ့အထင်ကြီးမှုလေးစားမှုချစ်ခင်မှုကိုဆက်ရခြင်းနေသေးတာကအတော်စောက်ချက်မပြည့်ရလို့ခေါ်တယ်ပိုဆိုတာကဘောမတဲ့ကိစ္စကိုဘောမတဲ့ကိစ္စပဲမဖြေရှင်းပဲပန်းစင်လိုကိုပါစင်နဲ့အတက်စားလုပ်လိုက်တာကကြားမကိုက်မှာဆိုလို့ကြားဖင်ကိုပြေးနှိုက်လိုက်တာနဲ့အတူတူပဲတစ်ချက်လောက်ဆွဲထုတ်ရင်အပုတ်တွေပြုတ်ခနဲပြုတ်ကျစေတဲ့လူကိုစားမရှိပဲဇစ်လာဖြုတ်ရင်စောသားစောအော်တော်မလှုပ်ဘူးဟော်ဒီကနင်းမသာဇို PhD မကလို့ PH ကဲပဲဖြစ်ဖြစ်ဘောမပြီဆိုမြောင်းနေရောက်ပြီပဲပန်းစင်လိုဆိုတဲ့တွင်းကိုရရဆက်ဆက်လာနှိုက်လို့ကအဝီစီကိုနေသွင်းချင်းပို့ပြီးသားမှတ်တော့ကြီးရပင်စိုက်ပြီးပန်းတီးတီးခြင်းအောကရက်ပြီးအပြိုစင်အထင်ခံခြင်းဘောမမတော်တို့စောင်းရမ်းခွေရတယ်ကျက်စုပင်စိုက်ပြီးဘိုင်ယိုဒီဇယ်ရမယ်ထင်တဲ့ဟိုဘားတွေလိုပဲယနေ့ကစပြီးပန်စင်လိုတို့ကိုထုတ်ဖြီပါတော့မယ်ဆိုပြီးမန်ကြီးပိတ်တင်သွားတာ48နာရီပြည့်တော့မယ်အသက်မှရှိသေးရဲ့လားနေလို့မှကောင်းရဲ့လားစူဆိုင်မှသွားပြီလားနောက်ထပ်တက်တွေတွေကိုထပ်တင်မှဆိုးလို့များလားလောက်ပါအောင်အထုတ်ဖြီခံခြင်းလို့ဖန်တီးပေးပါအောင်ဆိုကတောင်းဆိုထားပြီကိုခီးသွားနေရဲ့ရက်မှာစာမရေးနိုင်တာနဲ့2ရက်လောက်ညှော်တာနော်ကိုလည်း non stop ဝုံရောအစိမ့်တွေတေသွားလိုက်တာမှငုတ်တုတ်ကြီးအေးကိုကလည်းစီရိုနယ်တို့ကမြန်မာပြည်ကရက်ကွက်တင်တဲ့ဝင်ကန်နေရတယ်လို့ခြေမမျှတော့တဲ့ပွဲမျိုးဆိုဆောင်းရမ်းပြင်းတယ်အလဲကွက်မှုအတော်လဲစိတ်ကျင်နေပြီအဲ့တော့ဒီပွဲကိုငါးဘက်ကဒီလောက်နဲ့ရက်ပေးတယ်ကလိတို့ရီးတို့ကလူကြီးမျိုးကြီးထက်လာလုံးလို့ကနှစ်ဆဖြင်းတနီလမ်းမယ်မှတ်ထားမထုတ်သေးတဲ့အကွက်ရောအဲ့ကွက်တွေကနင်းလုတ်ခဲ့တဲ့ကိစ္စကိုတောင်ကိုရီးယားဥပဒေနဲ့အပြင်မှာအရေးယူခံရဖို့ထိရောပလေးပေးမှာတခုတော့သိအောင်ပြောထားမယ်ကိုနှွဲလာတဲ့အပွဲပွဲတဲ့နင်းအလွယ်ဆုံးပဲမြတ်မြဒီသတင်းကြောင့်တွေကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ